1389ခုနှစ်တပူရဲလပိကျော်9ရက်8ရက်2လ2026တနင်္ဂနွေနေ့ကိုမင်္ဂလာနေ့ဖြစ်သတ်မှတ်ကစကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်ဥပိုလ်ကုန်းကျွန်းနေဥပိုလ်ကျော်ဒေါ်မိုးဝါတို့၏သားမောင်ကျော်စင်ဝင်းနှင့်စကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်ထန်းတော်ကုန်းကြည်ရွာဥစော်တွင်ဒေါ်စိတ်တို့၏သမီးမတ်ခိုင်စင်ဦးတို့၏အဝဟဥဟာမင်္ဂလာတပင်ကျင်းပဌာနသို့ကြောက်ချင်းမိကြကုန်သောဂုံတီရှိလူချင်းမင်းအပေါင်းနှင့်ဆွေမျိုးမတင်ကမောင်းတို့ပါမင်္ဂလာသူတို့သားမောင်ကျော်စင်ဝင်းမင်္ဂလာသူတို့သမီးမတ်ခိုင်စင်ဦးတို့နှင့်ကိုဝင်းစောမမေခိုင်တို့ဦးစီးတည်ထောင်ထားသောစွမ်းပေါင်းဆက်အဖွဲ့တော်တမန်များသူပဲကျေးဇူးတင်ရှိပါလေခင်ဗျာကျေးဇူးတင်ရှိပါလေခင်ဗျာတငယ်ချင်းတို့လက်ထမင်္ဂလာဒီချိန်ဒီခါနေနဲ့လာရှိနေမြပမာလိုက်ဖဲဆုံးနေသွားဒီဒီပြုံးများနဲ့ပြုံးရွှင်လို့နာမောင်မဲသူနှပြရှိစပေါင်းဖဲလို့နာလိုက်ဖဲညီသွားဒီနေချင်းတို့ရစမ်းနေတာရမင်္ဂလာတည်တဲ့နာဒီချိန်ဒီခါရှိပါသေးတာတငယ်ချင်းတို့လက်ချမင်္ဂလာဒီချိန်ဒီခါနေနဲ့လာရွှေနဲ့မြတ်ပမာလိုက်ဖက်စမင်းတော်ဒီဒီပြုံးမြန်နဲ့ပြုံးရွှေလို့သာမောင်မေသူနှဖျားရှိရစပေါင်းဖက်လို့သာလိုက်ဖက်ညီစွာတင်တေချီနူးစရာရှမ်းမြေတာယာမင်္ဂလာတည်တဲ့နာဒီချိန်ဒီခါတာယာချင်းများစွာရရှိပါစေသာယခုမင်္ဂလာပွဲစင်ကလွှဲကြတယ်မင်္ဂလာသူတို့သားမောင်ကျော်စင်ဝင်းနှင့်မင်္ဂလာသူတို့သမီးမတ်ခိုင်စင်ဦးတို့သည်မင်္ဂလာနေ့သက်မှာစပြီးနေ့ရက်တိုင်းမှာပျော်ရွှင်ချမ်းမြေစွာဖြတ်သန်းနိုင်ကြပြီးအေးချမ်းသာယာပြည့်ပြည့်စုံသောဘဝလေးကိုစိတ်တူကိုယ်တူနှုတ်ကြည်ပြူစွာတည်ဆောက်နိုင်ကြပါစေဒုနဲ့ဒုနားလည်ပေးဆက်မှုများအနာဂတ်ဘဝကိုသစ္စာမေတ္တာများမပြည့်ရင်ပဲမိသားစုကပါလေးထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကိုဝင်းစောမမေခိုင်တို့ဦးစီးတည်ထောင်ထားသောစွမ်းပေါက်ဆက်အဖွဲ့တော်တမန်များဆုတောင်းမေတ္တာပို့တာလဲရပါလေခင်ဗျာသူတို့သားမျက်နှာပြုံးလို့ရှင်သွားသူတို့သမီးမျက်နှာပြုံးရွှင်လို့သာသူတို့သားမျက်နှာပြုံးလို့ရှင်သွားသူတို့သမီးမျက်နှာပြုံးရွှင်လို့သာဒီချိန်ဒီခါမင်္ဂလာပိတ်သိက်တုံးလို့ကောင်းတဲ့အချိန်ခါတော့မင်္ဂလာရှိရဲ့တငယ်ချင်းတို့ရဲ့ဒီပွဲနေ့မှာအဖက်တော်မိဘပေါင်းတင်လို့ဆုံးသွားယောဂရှိနာမင်္ဂလာစကားများနဲ့မင်္ဂလာပိတ်သိညွှန်ဆိုသည်သာမောင်မေသူနှပြတွေ့တွေ့ခံနိုင်မြေလို့မိပေါင်းရှိကြောင်းမိပေါင်းရာကျော်ပေါင်းရပါသေးလား1389ခုနှစ်တပူရဲလပိကျော်9ရက်8ရက်2လ2026တနင်္ဂနွေနေ့ကိုမင်္ဂလာနေ့ဖြစ်သတ်မှတ်ကစကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်ဥပိုလ်ကုန်းကျွန်းနေဥပိုလ်ကျော်ဒေါ်မိုးဝါတို့၏သားမောင်ကျော်စင်ဝင်းနှင့်စကိုင်းတိုင်းဒေသကြီးအရာတော်မြို့နယ်ထန်းတော်ကုန်းကြည်ရွာနေဥစော်တွင်ဒေါ်စိတ်တို့၏သမီးမတ်ခိုင်စင်ဦးတို့၏အဝဟဥဟာမင်္ဂလာတပင်ကျင်းပဌာနသို့ကြောက်ချင်းမိကြကုန်သောဂုံတီရှိလူချင်းမင်းအပေါင်းနှင့်ဆွေမျိုးမတင်ကပေါင်းတို့ပါမင်္ဂလာသူတို့သားမောင်ကျော်စင်ဝင်းမင်္ဂလာသူတို့သမီးမတ်ခိုင်စင်ဦးတို့နှင့်ကိုဝင်းစောမမေခိုင်တို့ဦးစီးတည်ထောင်ထားသောစွမ်းပေါက်ဆက်အဖွဲ့တော်တမန်များသူပဲကျေးဇူးတင်ရှိပါလေခင်ဗျာကျေးဇူးတင်ရှိပါလေခင်ဗျာတငယ်ချင်းတို့လက်ထမင်္ဂလာဒီချိန်ဒီခါနေနဲ့လာရှိနေမြပမာလိုက်ဖဲဆုံးနေသွားဒီဒီပြုံးများနဲ့ပြုံးရွှင်လို့နာမောင်မေသူနှဖျားရှိစပေါင်းဖဲလို့သာ
မင်္ဂလာပွဲစင်ကနှွှဲကြတယ်မင်္ဂလာသူတို့သားမောင်ကျော်စင်ဝင်းနဲ့မင်္ဂလာသူတို့သမီးမှတ်ခိုင်စေဦးတို့သည်မင်္ဂလာနှစ်သက်မှာစပြီးနေ့ရက်တိုင်းမှာပျော်ရွှင်ချမ်းမြေစွာဖြတ်သန်းနိုင်ကြပြီးအေးချမ်းတရားပြည့်ပြည့်စုံသောဘဝလေးကိုစိတ်တူကိုယ်တူနှုတ်ကြည်ပြူစွာတည်ဆောက်နိုင်ကြပါစေဒုနဲ့ဒုနားလည်ပေးဆက်မှုများအနာဂတ်ဘဝကိုသစ္စာမေတ္တာများမပြောင်းမဲမိသားစုကပါလေးထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကိုဝင်းစောမမေခိုင်တို့ဦးစီးတည်ထောင်ထားသောစွမ်းပေါက်ဆက်အဖွဲ့တော်သမီးတို့ဆုတောင်းမေတ္တာပို့တာလေးရပါတယ်ခင်ဗျာ သူတို့သားမျက်နှာပြုံးလို့ရှင်သွား